ORT ကိုလေ့လာကြည့်ပါ ORT အရာကိုထူးကြည့်ချိန်ထူးကြည့်ပါတခြား theory တွေမှာရှင်းပြနိုင်တဲ့အရာတွေလည်းရှင်းပြနိုင်တယ်တခြား theory တွေမှာမရှင်းပြနိုင်တဲ့ဘာလဲဒါကဘာလို့တခြား theory ကတခြား theory အတွက် paradox ဖြစ်မဲ့အရာတွေဖြစ်တဲ့အရာတွေ ORT မှာအကုန်လုံးရှင်းပြနိုင်တယ်ရှင်းပြနိုင်တာကိုမဟုတ်တာအလိုလိုနေသူ့မှာပြဿနာကိုမဟုတ်တာเนาะ तू ကဖြည့်ရှင်းစရာကိုမလိုတာတဘာဝကိုဖြစ်နေတာဥပမာဒွေဟာဖြစ်တဲ့ duality ဆိုတာလက်ရှိtheory တွေကရုံးကန်နေရတဲ့အဲ့ဒီduality ဆိုတဲ့ဥစ္စာလက်ရှိ theory တွေကအဲ့ဒီကိစ္စမှာရုံးကန်နေရတယ် ORT အတွက်ရုံးကန်စရာမလိုဘူးအဲ့ဒါကအချစ်တဘာဝဘာမှမထူးမခြားနာဘူးတခြား event တွေတခြား phenomenons တွေနဲ့အတူတူပဲเนาะပူပြီးမထူးခြားဘူးတာမန်ပဲ duality ဆိုတာ ORT မှာတာမန်ပဲပြဿနာမဟုတ်ဘူးတဘာဝပဲဒါမဲ့လက်ရှိ theory တွေမှာအဲ့ဒါက paradox ဖြစ်တယ်ပြဿနာဖြစ်တယ်ပဟေရိဖြစ်တယ်ပေါ့နော်နောက်တစ်ခါဒီဘာရှိသေးလဲ measurement program ဆိုတာရှိသေးတယ်လက်ရှိ theory တွေမှာ तू က wave function ဆိုတာရှိတယ်လေ mechanics မှာ wave function ဆိုတာ तू ကအမုံတစ်ခုနဲ့တစ်ခုတော်၎င်းအရာဝတ္ထုနဲ့တစ်ခုတော်၎င်း तू ကdistance မလိုအပ်ဘဲနဲ့ဆက်ဆက်လျက်ရှိတယ်အဲ့ဒါအချိန်မလိုအပ်ဘဲနဲ့ဆက်ဆက်လျက်ရှိတယ်အဲ့ဒါကို measurement ဆိုတဲ့တိုင်းတာချင်းပြုတ်တဲ့အချိန်မှာ तू က collapse ပြိုကျလေးရှိတယ် now ဒီအမုံတစ်ခုနဲ့တခြားတနေရာမှာရှိတဲ့အမုံတစ်ခုက wave function အပြင်ဆက်ဆက်လျက်ရှိတယ်အဲ့အမုံတစ်ခုကနီးကပ်လျက်လည်းရှိနိုင်တယ်ဒါမှမဟုတ်အဝေးကြီးလည်းဝေးနိုင်တယ် तू ကအမြင့်ဝေးအကွာဝေးနဲ့မသက်ဆိုင်ဘူးမသက်ရဘူး wave function နဲ့ဆက်ဆက်တယ် wave function နဲ့ဆက်ဆက်ပြီး wave function တစ်ခုအတွင်းမှာရှိတယ်ဆိုရင်အဲ့ဒီအမုံကနီးသည်ဝေးသည်မဆိုင်ဘူး wave function နဲ့ဆက်ဆက်လျက်ရှိတယ်ဆိုလိုတဲ့သဘောက wave function မှာ distance ဆိုတာမရှိဘူးအဲ့ဒါမျိုးတွေဘာဖြစ်လို့အဲ့ဒီ wave function ကို measurement ဆိုတဲ့တိုင်းတာချင်းပြုတ်တဲ့အချိန်မှာပြိုကျတာပါလေ wave function တစ်ခုကိုတိုင်းတာတဲ့အချိန်မှာဘာဖြစ်လို့အမုံအနေနဲ့မြင်ရတာလဲ why it collapse ဘာဖြစ်လို့ပြိုကျတာလဲအဲ့ဒါကြောင့်သူတို့ရဲ့ခုနလိုပဟေရိပြဿနာเนาะဖြစ်နေတာကတိုင်းတာချင်းဆိုတဲ့ဥစ္စာက wave function တစ်ခုကိုပြိုကျစေနိုင်တယ်ပေါ့အဲ့အတွက်ကြောင့်ဒီတိုင်းတာချင်းဆိုတဲ့ measurement ကဒီ wave function ကိုအမုံဖြစ်အောင်လုပ်တာเนาะဆိုလိုတဲ့သဘောကတိုင်းတာချင်းကိုကတိုင်းတာတယ်လူကတိုင်းတာတယ်ပေါ့เนาะဒီ instrument တွေparatus တွေ kriya tensor တွေနဲ့တိုင်းတာတဲ့အချိန်မှာ wave function ဆိုတဲ့เนาะသဘောတရားက wave function ဆိုတာမမြင်ရဘူး probability เนาะ probability နဲ့ရှိနေတဲ့အရာအဲ့ဒါကိုကapparatus ပေါ့ kriya tensor တခုခုနဲ့ measurement ပြုတဲ့အချိန်မှာ electron ဖြစ်ဖြစ်အမုံဖြစ်ဖြစ်เนาะ particle ဖြစ်ဖြစ်ပြိုကျတယ်မြင်ရတယ်เนาะတိုင်းတာတယ်အဲ့ဒါကဆိုလိုတဲ့သဘောကတိုင်းတာတဲ့လူကပစ္စည်းတစ်ခု particle တစ်ခုကိုဖန်ဆင်းတာလားเนาะ measurement problem ဆိုတာအဲ့ဒါဘာမှမရှိဘူး wave function ရှိတယ်ကိုကမမြင်ရဘူး wave function ဆိုတာ probability အဲ့ဒါကိုတစုံတစ်ယောက်က measure တိုင်းတာတဲ့အချိန်မှာ particle တစ်ခုအနေနဲ့ပြိုကျတယ်ခုနပြောတဲ့အတိုင်း collapse ဖြစ်တာ
သူအ wave function ကနေတိုင်းတာတဲ့အချိန်မှာ collapse ဖြစ်တယ်အဲ့ဒါကတနည်းအားဖြင့်ပြောရရင်တိုင်းတာတဲ့ပုံကဘာမှမဟုတ်တဲ့ wave function เนาะ probability wave function တခုကိုတိုင်းတာတဲ့အချိန်မှာ electron ဖြစ်ဖြစ်ဘာလဲ neutron ဖြစ်ဖြစ်ထားပါတော့တခုခု collapse ဖြစ်နေတယ်အဲဆိုရင်တနည်းအားဖြင့်တိုင်းတာတဲ့ပုံက particle ကိုဖန်ဆင်းတာလားဖန်တီးတာလားဆိုတဲ့သဘောတက်ရောက်တာတိုင်းတာတဲ့ပုံကmatter ကိုဖန်ဆင်းတာလား collapse ဖြစ်စေတာလားဖြစ်စေတယ်ပေါ့သူကသဘောတရားကmechanics quantum mechanics quantum function သဘောတရား quantum field theory သဘောတရားကအဲ့လို measurement ပြုတဲ့အချိန်မှာ wave function က collapse ဖြစ်တယ် collapse ဖြစ်တော့ particle တွေပါတယ်မြင်ရတယ်ပေါ့အဲဆိုရင် measurement ကရဲ့ wave function ကို collapse ဖြစ်စေတယ်သဘောကဖန်ဆင်းတာပေါ့နော်ဖန်တီးတာအမုံတစ်ခုဖန်တီးတာ measurement problem ဆိုတာအဲ့ဒါတကယ်တမ်းအရင်ဒီမှာလည်းပြောဖို့တယ် measurement ဆိုတာကကိုသုံးတဲ့ measurement ရဲ့ resolution ဆိုတာကရှိတယ်နော် ORT အမြင်ပါနော် ORT ဆိုတာကျွန်တော်ရဲ့ theory အမြင်ပါမယုံရင်ကျွန်တော်ဝါတယ်အစအဆုံးအများကြီးကျွန်တော် Facebook မှာ post ပြီးသားဖြစ်ပါတယ်အဲ့ဒါကကလေးကစားစရာလည်းမဟုတ်ပါဘူးအတီးကြီးကို post တာပါ formula theory self ဘာခေါ်မလဲ stand alone ကျွန်တော်ရဲ့အတွင်းမှာကျွန်တော်ရဲ့ frame အတွင်းမှာလုံးဝ self consistency အပြည့်နဲ့เนาะလုံးဝ original အပြည့်နဲ့ကျွန်တော်ရဲ့ ORT ကလုံးဝခိုင်မာ stand ဖြစ်နေတယ်အခုကလုံးဝရက်တီလေးရှိတယ်အဲ့ဒီ ORT အမြင်နဲ့ကျွန်တော်ပြောတာပါဒီ measurement problem ကကိုသုံးလိုက်တဲ့ measurement instrument ဆိုတာရှိတယ်တကယ်လို့များကျွန်တော်ဒီremote control သုံးတဲ့အချိန်မှာဒီမှာသုံးတဲ့ဒါဘယ်လောက်သုံးလဲနော် 1.5 la volt 3 volt ပါနော်ကျွန်တော်ဒီမှာသုံးတဲ့ volt ဖြစ် power ဖြစ်ပေါ့နော်အဲ့ဒီကျွန်တော်တို့သုံးတဲ့ပစ္စည်းရဲ့ power ကျွန်တော်တို့သုံးတဲ့ကျွန်တော်စမ်းသပ်တဲ့ကျွန်တော်တို့ measurement လုပ်တဲ့ပစ္စည်းရဲ့ power ကတားများနေတာနော်နံပါတ်2က resolution ကတားများနေတာအခု wave function ဆိုတာက probability အနေနဲ့သူကလှုပ်ရှားနေတာမမြင်ရဘူး wave function က probability နဲ့ဒီလိုရှိနေတာပေါ့နော် probability နဲ့အဲ့ဒီဥစ္စာထက်ကိုသုံးတဲ့ measurement သုံးတဲ့ power ပိုကြီးတယ်အဲအကြောင်းဒီ power ကဒီမှာရွေ့ရှားနေတဲ့ probability wave function အနေနဲ့ superposition အနေနဲ့เนาะ superposition ပါ superposition ဆိုတာအကုန်လုံးရောသမမွေပြီးเนาะရှုပ်ရှက်ခတ်နေတဲ့အရာကိုပြောတာပါဘာရဲ့မှအမုံရဲ့မရှိဘူးเนาะ probability superposition အကုန်ရောသမမွေအကုန်လုံးကြည့်နိုင်တဲ့အခြေအနေမှာကိုသုံးလိုက်တဲ့ကို measurement ကိုတိုင်းတာလိုက်တဲ့ပစ္စည်းကအဲ့ဒီဥစ္စာထက် power ပိုကြီးတယ်နံပါတ်2 resolution ပိုကြီးတယ်အဲဒါကြောင့်ဒီအမတန်မှနူးညံ့တိမ်မွေ့တဲ့ဒီ superposition ဒီ probability ဒီ wave function ပြူကျသွားတာကိုတိုင်းတာလိုက်တဲ့ပစ္စည်း power ပိုကြီးတယ်နောက်ပြီးတော့ resolution အားကြီးတဲ့အတွက်เนาะအဲ့ဒီ wave function က electron အနေနဲ့ပြူကျတာဒါကျွန်တော် ORT အမြင်မှာတကယ်လို့ဒီ wave function ဖြစ်เนาะကျွန်တော် ORT မှာ S တန်မိုးရှိတယ်လေအဲ S တန်မိုး2 power 406 resolution ရှိတဲ့ပစ္စည်းနဲ့တိုင်းကြည့်လိုက်အရာတိုင်းကိုအရာအတိုင်းမြင်စေရမယ်ဆိုလိုတဲ့သဘောက dual function လည်းမရှိဘူးအဲ resolution ကိုကျွန်တော် S တန်မိုးနဲ့တိုင်းကြည့်လိုက်ပါเนาะခုလောဆယ်နဲ့ way ဆိုတာเนาะခုလက်ရှိကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေcreator သာပလာဘယ်နိုင်ငံမှာဖြစ်ဒီ resolution မရနိုင်ဘူးအဝေးကြီးမှာရှိကြံသေးတယ်
တရားပုံတပုံတော့မှမရှိသေးဘူးကျွန်တော် resolution နဲ့တာပစ္စည်းတွေတုံးကြည့်လိုက် wave function ဆိုတာလဲရှိချင်မှရှိတော့မှာအချိန်မှာနော် quantum mechanics တို့ wave function ဆိုတာလဲတကယ်ဒါဖြစ်ချင်မှဖြစ်တော့မှာကျွန်တော် resolution နဲ့ကြည့်မယ်ဆိုရင်ဘယ်အရာမှပြူကျသွားခြင်းမှလည်းသွားကျပြူကျမှာ collapse ဖြစ်ခြင်းဖြစ်မယ်နော်ကျွန်တော် resolution က power ဒါကြည့်တယ် resolution ကြည့်တယ်အဲ့အတွက် measurement problem ဆိုတာကျွန်တော် ORT အမြင်မှာမရှိဘူးကျွန်တော် ORT အမြင်မှာ measurement problem ဆိုတာ resolution ကြောင့် power ကြောင့်နော်တကယ်တမ်းအခုလက်ရှိဖြစ်နေတာ power ကြောင့် resolution ကြောင့် collapse ဖြစ်တယ်ဆိုတာကျွန်တော်ဥစ္စာအနေနဲ့ဆိုရင် closure alignment ဖြစ်တာနော်ကျွန်တော်ရဲ့ဘာခေါ်မလဲ octet ဆိုတဲ့ tribit မှာ00110ကျွန်တော်မှာအချိန်က10မျိုးရှိတာပေါ့နော်အဲ့ဒါက CSL ဆိုတဲ့ closure ရဲ့ S ဆိုတာဘာလဲကိုကိုရိုင်းမေးနေ C ဆိုတာ closure S ဆိုတာ L ဆိုတာက legality ပေါ့ S ဆိုတာကကျွန်တော်ဘာနဲ့သတ်မှတ်တာလဲ CSL ရှိတယ် ICL ဆိုတဲ့အခြေခံ၃မျိုးနဲ့ကိုက်ညီတယ်ဆိုရင် what ဖြစ်တယ်ပေါ့စကားလုံးဖြစ်တယ်အဲ့ဒီအ၃မျိုးနဲ့ချစ်ဖို့အတွက်ကဲဥပမာ wave function အနေနဲ့ quantum mechanics နဲ့ကျွန်တော်စဉ်းစားကြည့်မယ်ဒီလက်ပတ်နေတဲ့ superposition ဖြစ်တဲ့ဥစ္စာကိုကျွန်တော်တို့တိုင်းကြည့်တဲ့အချိန်မှာ particle အနေနဲ့မြင်တွေ့ရတယ်အဲ့ဒီဥစ္စာကိုကျွန်တော်ပြောပြီးပြီ resolution နဲ့ power နဲ့ဘာညာမကိုက်တဲ့အတွက်ပေါ့နော်ခုနကကျွန်တော်ရှင်းပြပြီးပြီ ORT အမြင်နဲ့အဲ့ဒါ ORT ဘယ်လိုပြူကျသွားသလဲဆိုဒီလိုရှိနေတဲ့ဥစ္စာကို particle ဖြစ်အောင် word တစ်ခုဖြစ်အောင်စကားလုံးတစ်လုံးဖြစ်အောင် CSL နော် ICSL ၃ခုစီမံစည်းကမ်း၃ခုရသွားတယ် closure ဖြစ်တာအပိတ်ရှိတာပေါ့နော်ဒီလိုတိုင်းတာတဲ့အချိန်မှာ1010နေတာသူဟာနဲ့သူလဲပတ်နေတဲ့အားကိုကျွန်တော်တိုင်းတာတဲ့အချိန်မှာဒီတိုင်းတာတဲ့ power ကြောင့် closure ရသွားတာစီမံ၃ခုရှိတာ CSL closure ရဲ့ SSS SAL ရဲ့အဲ့၃ခုတိုင်းတာတဲ့အချိန်မှာ closure အပိတ် complete ဖြစ်သွားတာပေါ့နော်ဒီစီမံ၃ခုရှိတာတိုင်းတဲ့အချိန်မှာ၃ခုပြည့်သွားတော့ particle အနေနဲ့ word အနေနဲ့မြင်ရတာနော်အားကြောင့်ပြောတာ measurement problem လဲကျွန်တော်ရဲ့ ORT မှာပြဿနာမဟုတ်ဘူး closure ဖြစ်တာ alignment ဖြစ်တာ alignment 1010ဆက်သွားမယ့်ဥစ္စာကိုတခုခုနဲ့နောက်ရှက်လိုက်တဲ့အချိန်မှာဖြစ်ပေါ့နော်သဘောတရားက1010မဟုတ်တော့ဘဲနဲ့101ဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးပေါ့ closure ဖြစ်သွားတာ close ဖြစ်သွားတာစပတ်ပြည့်သွားတဲ့ပုံစံပေါ့ word ဖြစ်သွားတယ်အားကြောင့် measurement problem ဆိုတာမဖြစ်ဘူးပြဿနာမဟုတ်ဘူးဆိုလိုတဲ့သဘောကကိုတိုင်းတာတော့မှကိုကဖန်ဆင်းရှင်မဟုတ်ဘူးဆိုတဲ့အကြောင်းပဲလူတွေကဖန်ဆင်းရှင်ဖြစ်ချင်နေတာနော် measurement problem ဆိုတာလူတွေကဖန်ဆင်းရှင်နော်ကိုကတိုင်းတာတော့မှ electron ဆိုတာဖြစ်လာတဲ့အရာတဲ့နော်ငါက wave function နဲ့ရှိနေတဲ့ဥစ္စာကိုတိုင်းတာတော့မှ matter ဆိုတာဖြစ်လာတယ်ကိုကဖန်ဆင်းရှင်ဖြစ်ချင်နေတာဖြစ်နေတဲ့သဘောနော်ကိုကတိုင်းတာမှmatter ဆိုတာဖြစ်လာတယ်ကျွန်တော် ORT ကမဟုတ်ဘူးကိုတိုင်းတာတော့မှ closure ဖြစ်တာကိုကဖန်ဆင်းရှင်မဟုတ်ဘူးကိုကဘာဖြစ်လဲ observation ကနော် observation နဲ့ပြောတော့မယ်နော် measurement ဆိုတာ observation ကဒီ quantum field တွေမှာသူတို့ theory တွေမှာတိုင်းတာတဲ့ဥစ္စာကတိုင်းတာတဲ့အချိန်မှာ matter ဆိုတာဖြစ်ပေါ်လာတဲ့အတွက်တိုင်းတာတဲ့ပုံက observation လုပ်တယ်ဆိုတာကဖန်ဆင်းတာပေါ့တိုင်းတာတဲ့ဆိုတာဖန်ဆင်းတယ် observation လုပ်တာဆိုတာဖန်ဆင်းရှင်ပုံစံနော်ဒီ problem မရှိဘူးလူကဘယ်လိုလုပ်ဖန်ဆင်းမှာတော့ဟုတ်တယ်မလားဒါကျွန်တော်ကြည့်မှရှိတာမဟုတ်ဘူးဒီဟာတွေ
အရာဝတ္ထုကကို observe လုပ်မှရှိတာမဟုတ်ဘူးနော်ကိုကဖန်ဆင်းရှင်မဟုတ်ဘူးဒါပေမဲ့သူပြောတဲ့အတိုင်းဆို quantum field ကို wave function မှာတွားနေတဲ့ဟာမမြင်ရတဲ့ဥစ္စာ probability နဲ့ရှိနေတဲ့ဥစ္စာကိုက observation လုပ်မှ particle ဖြစ်လာတယ်ဆိုရင်ကိုကဖန်ဆင်းရှင်လားဘယ်ဟုတ်မလဲနော်ကိုရီးယားဘာဖန်ဆင်းလို့တော့အဲကြောင့်ကျွန်တော် ORT ကကိုရီးယားဖန်ဆင်းရှင်မဟုတ်ဘူး observation လုပ်တယ်ဆိုတာဖန်ဆင်းရှင်မဟုတ်ဘူး electron ကိုကဖန်တီးတာမဟုတ်ဘူး observation ကဖန်တီးတာမဟုတ်ဘူးဖန်ဆင်းတာမဟုတ်ဘူးသူကဘာကြောင့်ဘယ်လိုခေါ်လဲ ORT ကဘယ်လိုခေါ်လဲဆိုရင်ခုနကျွန်တော်ပြောတဲ့ CSL ဆိုတဲ့ဥစ္စာဖန်နဲ့ဖန် observation လုပ်တဲ့လူရဲ့ကျွန်တော်ပြောတဲ့ resolution တွေ power တွေကြောင့်နော်ခုန1010ဖြစ်တဲ့မပိတ်သေးတဲ့ complete မဖြစ်တဲ့ဥစ္စာတကယ်လို့များ0ကနေ1ဖြစ်လာရင် complete တပတ်ပြည့်မြေဥစ္စာသူက1မဖြစ်နိုင်ဘူး00100လက်ပတ်နေတယ်တကယ်လို့1တလုံးထပ်ပါလာမယ်0အစား1တလုံးပါလာမယ်ဆိုရင် complete ဖြစ်မယ်ပေါ့ close ဖြစ်မယ်1တလုံးဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့တိုင်းတာခြင်းအပြင်ကိုတုံးပြုတ်လိုက်တဲ့apparatus instruments ပေါ့ရဲ့ power နဲ့ resolution ကြောင့်အနောက်အရှက်ဖြစ်ပြီးတော့ခုနတခုမပိတ်နိုင်တဲ့1010တွေပေါ့နော်အဲ့ဒါတွေကအပိတ်ရသွားတာကန်ဆာမဲပေါက်သွားတော့ word တလုံးအနေနဲ့ electron အနေနဲ့ပေါ်လာတယ်ဆိုလိုတဲ့သဘော observation လုပ်တာကဖန်ဆင်းတာမဟုတ်ဘူးဟိုဒီ closure CSL ဆိုတဲ့စနစ်ထဲမှာပါဝင်ခြင်းနော် participation နော် alignment နော်သဘောပေါက်လားအမတာလေးနဲ့တဲ့ ORT ရဲ့ measurement ကဖန်ဆင်းတာမဟုတ်ဘူး not creation but alignment or participation ပေါ့နော်အဆုံးသတ်မရှိနိုင်ဘူးတချို့တွေကကျွန်တော်တို့ခရစ်ယာန်တွေမှာပေါ့နော်ကျွန်တော်တို့ခရစ်ယာန်တွေမှာဆုတောင်းတယ်သူကဆုတောင်းတယ်ဆိုရင်လည်းအပိတ်ရှိတာအောင်ဗုဒ္ဓဘာသာတွေမှာလည်းရှိပါတယ်သူအပိတ်တော့မယ်ဆိုရင်ဘာလဲအဆုံးသတ်စကလုံးတွေရှိတတ်တယ်လေဒါသူ့ရဲ့သဘာဘာခေါ်မလဲသူ့ရဲ့သဘောတရားကျွန်တော်ဆုတောင်းရင်လည်းဆုတောင်းတယ်နောက်ဆုံးကြတော့နောက်ဆုံးပိတ်ကြဆုတောင်းနောက်ဆုံးခါนี้ကြအဖဖရာသခင်ရဲ့နော်ဘာညာပေါ့နော်တပါးတီတော်သားတော်ယေရှုနာမတော်၌ဆုတောင်းစက္ကအပ်ပါတယ်ဖရာစသဖြင့်ဆုတောင်းအပ်ပါတယ်အဖဖရာသခင်မြတ်စွာဖရာသခင်ကောင်းကင်ဘုံရှင်အဖဖရာစသဖြင့်အပိတ်စကလုံးတွေရှိတယ်လေထပ်တူချင်းမှတူမှာနော်တချို့ယေရှုနာမ၌ဆုတောင်းပါတယ်အဖတချို့ယေရှုနာမအဖျင်ယုတိလေးမြတ်စွာစသဖြင့်ပိတ်တဲ့လမ်းကြောင်းကတော့တူတယ်စကလုံးတွေကထပ်တူချင်းမှတူမယ်နောက်ဆုံးကျအာမင်ဆိုပြီးပြီအဲ့လိုအပိတ်စကလုံးတွေပေါ့နော်ကျွန်တော်ပြောတဲ့ခုန word တွေမှာလည်းပိတ်ချင်နေတယ် web function ပိတ်ချင်နေတယ်ဒါပေမဲ့အပိတ်စကလုံးမတွေးလို့အာမင်ဒါမှမဟုတ်ဆုတောင်းပါရဖဖရာအဲ့စကလုံးမရှိလို့ तू က web function တွေကတွားနေတယ်အဲ့ချိန်မှာကိုက instrument တွေနဲ့ resolution ကြီးတွေနဲ့ power ကြီးတွေနဲ့ကြည့်လိုက်တဲ့အချိန်မှာအနောက်ရှက်ဖြစ်ပြီးတော့ဒီအပိတ်စကလုံးရသွားတာအဖဖရာသခင်အာမင်ဆိုတဲ့အပိတ်ရသွားတော့ word တလုံးဖြစ်လာတာအဲကြောင့်ကိုကဖန်ဆင်းတာမဟုတ်ဘူးကိုကြောင့် particle ဖြစ်လာတာမဟုတ်ဘူး तू ကကိုကြောင့်အပိတ်ရသွားတယ်ဆိုလိုတဲ့သဘောကိုကပါဝင်တယ်ပေါ့အရှိတရားထဲမှာ reality ထဲမှာ meta ဖြစ်လာဖို့ကိုကလည်းပါဝင်တယ်ပေါ့နော်ပါဝင်တယ် participation ဖြစ်တယ်ကိုက participant ဖြစ်တယ်ကိုက create တာမဟုတ်ကိုကဖန်ဆင်းတာမဟုတ်ဒါပေမဲ့အဲ့ဖန်ဆင်းတဲ့အရာထဲမှာကိုယ်တိုင်ကပါဝင်တယ်နော်အတိတ်ပဲကတမတာလေးနဲ့တယ်ကျွန်တော် ORT ရဲ့ measurement program နံပါတ်1အဲ့ဒါနံပါတ်1မှာကျွန်တော်ပြောပြီးပြီ duality အကြောင်း ORT ရဲ့အမြင်ကျွန်တော်ပြောပြီးပြီအခုကmeasurement program နောက်ဘာ problem ရှိသေးလဲinfinity program ကျွန်တော်မှာ infinity မရှိဘူးเนาะကျွန်တော်မှာ s တဲ့ s line တစ်ခုပေါ်မှာပဲ तू ကအလုပ်လုပ်နေတယ် s 2 power 406အတွင်းမှာစကြဝဠာတစ်ခုလုံးအနန္တဆိုတာမရှိဘူးအဲကျွန်တော် s အတွင်းမှာအကုန်လုံးအလုပ်လုပ်တယ်ဒါဘာ paradox ရှိသေးလဲเนาะ
ကျွန်တော် duality paradox measurement paradox ခုန double slit ပေါ့အလင်းရဲ့အမုံဖြစ်ခြင်း line ဖြစ်ခြင်းကိုကျွန်တော်ပြောပြီးပြီကျွန်တော် ORT မှာဒါပြဿနာကိုမဟုတ်သူကပြဿနာထူးခြားတဲ့ဖြစ်စဉ်လည်းမဟုတ်ဖြစ်ယူဖြစ်စဉ်သဘာဝ is not a problem in my ORT it is not a paradox in my ORT it's a it's natural events natural phenomena problem မဟုတ်ဘူး wave လည်းမဟုတ်ဘူး line လည်းမဟုတ်ဘူးparticle လည်းမဟုတ်သူကကျွန်တော်ပြောပြီးပြီနောက်တစ်ခါအခု measurement problem လည်းပြောပြီးပြီပါကြံသေးလဲနော်ပါကြံသေးလဲ physics problem paradox ကျွန်တော်လောလောဆယ်မှတ်မိတာအဲ့ဒါပဲဒါအားကြောင့်ကျန်တဲ့ဟာဘာရှိသေးလဲတခြား theory တွေရုံးကန်နေတဲ့ဥစ္စာဒီ duality တို့ဒီ measurement problem တို့ဒီ infinity လောက infinity ဆိုတာ singularity ကိုပြောတာပါ singularity ဆိုတာ infinity ဆိုတာကျွန်တော် ORT မှာမရှိပါခင်ဗျကျွန်တော် ORT မှာ s equal 2 power 406ပဲရှိပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော် ORT မှာ duality မရှိပါဘူးခင်ဗျကျွန်တော် ORT မှာ measurement paheri ဆိုတာလည်းမရှိပါဘူးခင်ဗျနောက်ကျွန်တော် ORT မှာအနန္တဆိုတာမရှိပါဘူးခင်ဗျမယုံရင်ကျွန်တော် Facebook ထဲကကျွန်တော် ORT တွေကိုအကုန်လုံးဖတ်ကြည့်ပြီးတော့မှလုပ်ကြည့်လိုက်ပါနားမလဲရင်လောကကြီးမှာနားလဲတဲ့လူကျွန်တော်တယောက်ပဲရှိနေနော်ကျွန်တော်တယောက်တည်းကြီးတာလေဘယ်လူတဦးတယောက်နဲ့မှလည်း conversation တော့မလုပ်ဘူးကိုယ့်အကူထိုင်နေရင်းနဲ့ကိုယ့်အကူတစ်ချိန်လုံးဒါကြီးပဲလှုပ်ပြီးဘယ်သူ့ကိုမှလည်းနော်တိုင်မင်ချင်းလည်းမရှိဘူးdiscussion လည်းမလုပ်ဘူးတရားအထဲကြီးပဲလုပ်နေတာပေါ့နော်နာကျွန်တော်တူးထဲရေးထားတဲ့ theory ပါအများကြီးပါเนาะတင်ချာကိုကအစအော်ကျွန်တော် battery က30ပဲကျန်တော့တယ်เนาะ9မိနစ်လောက်ပြောပြီးကျွန်တော်နားတော့မယ်ကျွန်တော်တူးတစ်ယောက်ထဲအစအနေအဆုံးလေးကျွန်တော်လုတ်လိုက်တဲ့ theory ပါ ORT ဆိုတာကျွန်တော်တူးတစ်ယောက်ထဲတဲ့เนาะခေါင်းထဲကနေထွက်လာတဲ့ကျွန်တော်ညာနာဥစ္စာပါညာနာ property ပါเนาะအဲ့မှာတင်ချာရီလေအသစ်တွေကျွန်တော်ထွင်ထားပါတယ်เนาะတင်ချာကအသစ်ကျွန်တော် FIG လို့ခေါ်ပါတယ် finite I got intelligent ဘာလဲကျွန်တော်မေးနေကြ FIG ပေါ့ geometry finite informational geometry ပေါ့တင်ချာကအသစ်ပါเนาะတွက်ပုံတွက်နည်း formula တွေ foundation တွေကအစရအသစ်တွေကြီးเนาะ ideology idea ကိုကျွန်တော်အသစ်ကနေเนาะဒီရှိပြီးသား theory တွေနဲ့ကနေ copy ကူတာတစ်လုံးတစ်လီတစ်ပါရမှမပါပါ idea ကိုကအသစ်ဆက်ပါနောက်ပြီးတော့တင်ချာတွေကလည်းအသစ်ဆက်ပါ idea တွေတင်ချာတွေခိုးယူချင်း copy ကိုချင်းပုံတူပွားချင်းလုံးဝမရှိပါဒါပေမဲ့ကျွန်တော်အသစ်ဆက်တော့ ORT ကနေမှရှိပြီးသား theory တွေကိုတိုက်ခိုက်ခြင်းမပြုတ်ပါပြီးတော့ contradiction ပေါ့စန့်ကျင်ဘက်လည်းမဖြစ်ပါနော်အကုန်လုံးခြုံငုံနိုင်ပါတယ်အဖြေတွေထွက်ပါတယ်တိုက်ခိုက်တာမဟုတ်ဘူး respect ပြုတယ်ရှိပြီးသား theory တွေကို respect ပေးတယ်မတိုက်ခိုက်ဘူးပြီးတော့သူရလာတဲ့ဥစ္စာလည်းရတယ်ဒါပေမဲ့မထူးခြားတာကကျွန်တော်မှာ infinity နဲ့အလုပ်မလုပ်ဘူးကျွန်တော်မှာ s အခြေခံ s နဲ့အလုပ်လုပ်တယ်ကျွန်တော် s က246ပေါ့နော်အဲ့ဒီဟာဝအခြေခံတဲ့ infinity ကျွန်တော် cut out လုပ်ထားတယ်ဖြတ်ထားတယ်အဖြေတွေအတူတူပဲเนาะကွဲတာက singularity တို့ infinity တို့เนาะမရှိဘူးပြီးတော့ခုနကျွန်တော်ပြောတဲ့paradox တွေ black hole ထဲမှာ information ဘယ်လိုနေလဲအဲ့ဒါတွေအလင်းက duality ဖြစ်မဖြစ်နောက်ပြီးတော့
measurement problem တို့ဘာရှိသေးလဲ black hole problem တို့နောက်ပြီးတော့energy dark energy problem dark matter problem တို့နောက်ပြီးတော့အားလုံးကကျွန်တော်အတွင်းမှာပြဿနာမဟုတ်ပါဘူးကျွန်တော်အတွင်းမှာက ORT အတွင်းမှာအဲ့ဒါကပြဿနာကိုမဟုတ်တာเนาะအဲ့ဒါက normal ပေါ့ဒါ natural event တွေဖြစ်နေတယ်ဖြစ်ရှင်းစရာကိုမလိုဘူးကျွန်တော် ORT မှာဆိုတဲ့အကြောင်းရှိပြီးသား theory တွေကိုမတိုက်ခိုက်သလိုရှိပြီးသား theory တွေနဲ့စัจจဘက်လည်းမဖြစ်ဘူးထပ်တူထပ်ချဖို့ဖြစ်နေတယ်ထပ်တူထပ်ချဖို့ဖြစ်နေတယ်ဒါပေမဲ့ခုနပြောတဲ့ infinity အပိုင်းနေเนาะအဲ့ဒါတွေနည်းနည်းကွဲလွဲတာရှိတယ် cut out လုပ်တယ် infinite singularity တို့ဘာလို့ပေါ့เนาะ infinity တို့အဲ့ဒါတော့မရှိတာအမှန်ပါကျန်တဲ့ဥစ္စာတွေကစီစီလုံးပါဒါပေမဲ့သူ့ဟာနဲ့သူ theory ရှိတယ်လို့ကျွန်တော်ရဲ့ theory ကတိုက်ခိုက်တာလည်းမဟုတ်ဘူး copy လည်းမကူဘူးခိုးရလည်းမခိုးအတုလည်းမခိုးဘူး idea ကိုကမတူဘူးเนาะဒါမဲ့အဖြေတွေတွားတူတယ်တိုက်ခိုက်တာမဟုတ် respect ပေးတယ်မတိုက်ခိုက်ဘူးအဖြေတူတယ်ဒါမဲ့ရှုမြင်ပုံရှုမြင်ခြင်းเนาะပြီးတော့တွေးပုံတွေးခြင်းချင်းကပ်ပုံချင်းကပ်နေတယ် critical thinking တွေကွာနေတယ်เนาะပြီးတော့သူရရှင်းပြနိုင်တဲ့ဥစ္စာလည်းကွာတယ်เนาะဒီ entanglement တို့ဟာလားအရင်တော့ကဒီ quantum လောကမှာလည်းကျွန်တော်ဥစ္စာကquantum လောကနဲ့ macro လောကတို့ကျွန်တော်ဥစ္စာကဆက်နေတာเนาะသူကteacher လောကမဟုတ်ဘူးသူကျွန်တော်ရဲ့ gamma ဝင်ယူမှာ1/4 တို့ 1/2 တို့เนาะအဲ့ဒါတစ် line နဲ့ exist တစ်ခုထဲမှာရှိနေတာ quantum တို့ macro တို့ကျန်တဲ့ black hole တို့အလင်းအစအမှောင်အထိကျွန်တော်မှာဝင်ယူတစ်ခုထဲမှာရှိနေတယ်ဆိုလိုတဲ့သဘောကကျွန်တော်မှာအလင်းကအစเนาะ photon ကအစသွားတယ် micro quantum form လို့ခေါ်တဲ့ fluctuation တွေเนาะအမုံလဲဟုတ်တယ်ပေါ်တယ်ပျောက်တယ်ပေါ်တယ်ပျောက်တယ်မှတ်သားလောက်အောင်လည်းမရနိုင်ပေါ်တာနဲ့ပျောက်သွားတယ်တအားသေးတယ်အမုံလောက်လည်းမကြည့်ဘူးအဲ့လိုမျိုးတွေပေါ့နော် quantum လောက်ကိုမခိုင်ခံမှုပြန်ပျောက်သွားတဲ့ဥစ္စာတွေအဲ့ဒါတွေကျွန်တော်စီမှာ quantum form 1/8 တို့နောက်ပြီး quantum လောက 1/8 1/4 တို့ပြီးတော့ဒီ proton လောကတို့ 1/2 တို့ကနေမှဆက်သွားရင်းနဲ့1/2 နဲ့1ကြာမှာကျွန်တော်ရဲ့ dark matter တွေရှိတယ် dark matter ပြီးတော့1မှာ1တဝိုက်မှာ 1.75 ကြာမှာ dark energy တို့အဲ့မှာဝင်ယူကျွန်တော်ရဲ့ curvature ဝင်ယူကျွန်တော်ရဲ့ gamma ဝင်ယူကျွန်တော်ရဲ့ tension ဝင်ယူကျွန်တော် tension ဆိုအင်္ဂလိပ်လိုဗမာလိုဘယ်လိုခေါ်လဲtension တင်းမာမှု tension gamma ဝင်ယူတစ်လျှောက်မှာ photon ကနေမှာ1 t black hole ထိ dark matter အကြီးဆုံး dark energy ထိကျွန်တော်မှာ exist တစ်ခုအနေနဲ့ကျွန်တော်ရှင်းပြထားတယ် dark matter dark energy proton တို့ electron တို့ quantum form တို့ပြီးတော့ photon အလင်းတို့ကကျွန်တော်စီမှာတစ် line နဲ့ကျွန်တော်ရှင်းပြထားတယ်အဲ့ဒီဟာက idea တိသက်မှာဘယ် theory တခြား theory တွေနဲ့မှာဒီ idea ကခိုးယူလဲမခိုးယူ copy လဲမ copy ဘူးကျွန်တော်တိသက်အသစ်ဆက်သော idea ဖြစ်တယ်เนาะအဲ့ဒီ line ထဲမှာ tension gamma curvature one line တစ် line ထဲမှာ exist တစ်ခုထဲမှာ photon ဆိုတဲ့အလင်းကနေအမှောင်ဆုံးဆိုတဲ့1ဆိုတဲ့အလေးဆုံးเนาะ curvature အကြီးဆုံးကွင်းညွှတ်မှုအများဆုံးtension အများဆုံးကျွန်တော်မှာ1နဲ့0ကြားမှာပဲရှိပါတယ်အလင်းနဲ့အမှောင်ရဲ့ဆက်တဲ့ relational ဆိုတာအဲ့ဒါပေါ့နော် relational အလင်းနဲ့အမောင်ကစัจจံဘက်တွေမဟုတ်ဘူးသူမှာဝင်ယူနဲ့ဆက်ဆက်လျက်ရှိတယ်1မှာ curvature အကြီးဆုံးအမြင့်ဆုံး tension အများဆုံးမှာ1အဲ့မှာအမောင်ဆုံးနေရနော်အလေးချိန်တွေများတယ်ဒါမှမမြင်ရဘာဖြစ်လို့လဲသူမှာ tension တွေတအားများတဲ့အတွက်နော်ကွင်းညွတ်မှုတွေ tension တွေ curvature တွေတအားများတဲ့အတွက်အလင်းတော်မှာသူကစုပ်ယူတယ်ဥပမာသဘောတရားနဲ့ပြောblack hole အတွင်းမှာအချိန်ဒီမှာအလင်းတော်မထွက်ဘူးဆိုတဲ့သဘောတရားအတိုင်းပဲကျွန်တော်1မှာဒါအလင်းတော်မှာလုံးဝမထွက်ဘူးအဲကြောင့်မြင်လို့ကိုမရအောင်ဒါမှဒါလီလန်အဲ့ဒါ curvature အားမြင်နေအဲ့ဒါက1တဝက်မှာ
dark energy ဆင်းလာတယ် 0.5 ကြာမှာကျွန်တော်မှာ dark matter 5 DM5 ကနေဆင်းလာတယ် DM4 321ကနေ plausible မြင်နိုင်တဲ့ visible matter တွေဖြစ်လာတယ်ပြီးတော့ 1/2 proton ရောက်နေပြီမြင်နိုင်တယ် 1/2 ပြီးတော့ဆင်းလာတယ် proton အသားကြီးတွေ proton ထက်နှိမ့်တဲ့ဟာသေးတဲ့ဟာဥစ္စာကelectron တို့နော်အဲ့ဒါကြတော့ဒါသေးလဲသေးလာတဲ့အတွက် curvature ဆိုတာmass ဆိုတဲ့ဥစ္စာသေးတဲ့အတွက်တနည်းပြောရမယ် gravity ဆွဲငင်အားတို့ curvature တို့နည်းလာတဲ့အတွက်နော်ဖြစ်ချင်းဆင်းလာတယ်ပြီးတော့ 1/8 ဒါနေလာတယ်အဲ့ဒါ quantum form curvature ဒါနည်းနေပြီ mass ဒါနည်းနေပြီ curvature နဲ့ tension နဲ့နောက်အဆုံးကြတော့0ရောက်သွားတယ်0ရောက်တော့ဘာဖြစ်လဲ mass မရှိတော့ curvature မရှိတော့ဘူး unity ဖြစ်တယ် release ဖြစ်တယ် curvature မရှိတော့အလင်းဖြစ်တယ်နော် photon ဖြစ်တယ်ဆိုတော့ one exist မှာရှိတယ်တနည်းအားဖြင့်အဲ့ဒီလမ်းကြောင်းကနေပဲကျွန်တော်ရှင်းပြနိုင်တယ်ခုန quantum ကနေမှဟလာ quantum status quantum လောကနေ macro လောကနော်အခုအရင်တုန်းကကျွန်တော် battery ကုန်တော့မယ်Nobel Prize ရတဲ့ဥစ္စာဒီတာသေးငယ်တဲ့ quantum လောကနေမြင်နိုင်တဲ့ electron လောကရောက်သွားတာသူက proof လုပ်နိုင်လို့2025မှာ Nobel Prize Physics နဲ့ရတာအဲ့ဒါကျွန်တော်ဒီ line ပေါ်မှာရှိတယ် 1/4 ကနေ 1/2 လောကလာအဲ့ပြောင်းနိုင်လို့နော်curvature လည်းပြောင်းတယ်ကျွန်တော်ခုနပြောတဲ့ tension တွေ 1/4 quantum လောကနေ 1/2 proton လောက electron လောကကိုပြောင်းသွားအဲ့မှာတနည်းအားဖြင့်ပြောရမယ်ဆိုရင်သူ့ရဲ့ curvature သူ့ရဲ့ distance သူ့ရဲ့ corridor ကိုပြောင်းနိုင်တယ်ကျွန်တော် formula ရှိတယ်လေ s equal to ဘာလဲ q max by q min equal s gamma I formula နဲ့ပြီးတော့ n to the power n effective ဆိုတဲ့ဥစ္စာကျွန်တော် formula တွေလေအဲ့ဒါ formula ကျွန်တော်ကိုယ်ပိုင် formula ထွင်လာတဲ့ဥစ္စာတွေနဲ့တွက်လိုက်လို့ရှိရင်သူက quantum အချင်းတွေမှာသူ့ရဲ့ရွေ့ရှားနိုင်တဲ့မြင်နိုင်တဲ့ corridor ဥမာတမီတာထားလိုက်မယ်အဲသူ့ရဲ့quantum size 1/4 ကနေ 1/2 ဘက်ကိုနည်းနည်းရွှေ့လိုက်သူ့ရဲ့ size collective size ဖြစ် collective မှာလည်းမှန်တယ် single particle လည်းမှန်တယ်နည်းနည်းကြီးလာတာနဲ့သူ့ရဲ့ corridor ကျွန်တော် S formula ရခုနကျွန်တော်ပြောတဲ့ q by q q max by q min s by gamma formula နဲ့တွက်လိုက်လို့ရှိရင်သူ့ရဲ့ corridor သူ့ရဲ့ corridor ကပြောင်းသွားတယ်တအားများသွားတယ်အဲ့ဒါ entanglement အခြေခံဒါမှမဟုတ်ခုန micro quantum လောကအနီမှာကျွန်တော်တို့ macro လောကမြင်နိုင်တဲ့လောကကိုပြောင်းနိုင်တဲ့အဲ့ဒီသဘောတရားလေးဖြစ်တယ်ကျွန်တော် formula မှာအတိအကျရေးထားတယ်မှန်တယ်ကျွန်တော် battery ကုန်တော့မယ် 5% အဲ့တော့ရှိတယ်အရင်သူတို့လက်တွေ့မှာစမ်းသပ်တာ particle နှစ်ခု quick နှစ်ခုကတခုတည်းကိုနှစ်နေရာမှာမြင်ရတယ်ပေါ့နော် 1.49 မှာမြင်ရတယ်ပေါ့သူတို့ပြော experiment တခုမှာဒါတော့အတိမပြုတ်နိုင်တဲ့ experiment တခုမှာဒီ quick ဆိုတဲ့ပစ္စည်းတခုကိုဒီပစ္စည်းပဲနှစ်ခုမဟုတ်ဒါမဲ့နှစ်နေရာမှာမြင်ရတယ်ဆိုတဲ့ဥစ္စာကိုခုနကျွန်တော်ပြောတဲ့ formula ရကျွန်တော်ရဲ့theory ရကျွန်တော်ရဲ့ relational မှာရှင်းပြထားတဲ့ကဏ္ဍအတိအကျနဲ့ 1 point ဘယ်လောက်မှာရှိတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော် formula နဲ့အတိအကျရေးထားတယ်ကျွန်တော် battery ကုန်တော့မှာဖြစ်တဲ့အတွက်အားလုံးပဲကျွန်တော်ဒီလောက်ပါပဲပြောပါမယ်အားလုံးနားထောင်ပေးတဲ့လူတွေကျေးဇူးအများကြီးတင်တယ် thank you ပါ